ရဲ့3လပိုင်း2026တနင်္လာနေ့ကိုကျွန်တော်မပြောခင်မိတ်ဆွေတို့ကျွန်တော် break ကလေးအရင်ပြောမယ်နော် break ကလေးအရင်ပြောမယ်တေချာလေးကူးဆိုင်နားထောင်ပေးပါစားတော့ကိုလင်းဟုတ်ကဲ့စားနေပါပြီနော် break ကလေးပြောမယ်ဗျ break ကလေးကတော့ဘာလဲဆိုတော့တနင်္လာအင်္ဂါဗုဒ္ဓဟူး3ရက်အတွင်းမှာကျွန်တော်ကြိုက်တဲ့ break က3 break 10 break ပါနော်3 break 10 break ပါဒီဘက်တော့ပို့ကြိုးစားပေးထားတယ်ဗျာအကောင်းဆုံးအားလုံးနော်3 break 10 break ဖြစ်ပါတယ်3 break ကို10 break မှာကိုလင်းကဘာလေးတွေကိုပို့ကြိုက်လဲကျွန်တော်ကျမတို့ကတော့ဘာလေးတွေကိုကိုလင်းရေ3 break 10 break မှာပရိသမားတွေကတင်ထိုးရမလဲဆိုရင်ကျွန်တော်က3 break 10 break မှာကျွန်တော်ကနေပြီးတော့2126ခွန်1ခွန်6ဆိုတဲ့ကဏ္ဍလေးတွေပို့ကြိုက်ပါတယ်21 3 break 26 10 break နော်ခွန်1 10 break ခွန်6 3 break အဲ့ဒီကဏ္ဍလေးကိုကျွန်တော်ကိုလင်းကပို့ကြိုက်ပါတယ်နော် break ကလေးကတော့3 break 10 break ပါ3 break 10 break မှာဘာလေးတွေကိုပို့ကြိုက်လဲဆိုရင်ကျွန်တော်က2126ခွန်1ခွန်6ဆိုတဲ့ကဏ္ဍလေးတွေကိုကျွန်တော်ကပို့ကြိုက်ပါတယ်ဟုတ်ပြီလားကဲအဲ့ဒါပြီးရင်ကျွန်တော်မွေးကဏ္ဍလေးသွားမယ်ဗျာနေတိုင်းလေးမသွားခင်မွေးကဏ္ဍလေးနော်မွေးကဏ္ဍလေးကဘာလဲဆိုတော့နော်ကျွန်တော်ရဲ့မွေးကဏ္ဍကဘာလဲဆိုတော့နော်ခွန်8က10ဖြစ်ပါတယ်မွေးကဏ္ဍနှစ်ကွက်အဖောက်ရနေတိုင်းကိုကျန်းနေတဲ့ရင်ယူမွေးလို့ရတယ်နော်ခွန်8က10နော်ခွန်8က10ဖြစ်ပါတယ်မွေးကဏ္ဍနှစ်ကွက်ကတော့ကိုနဲ့အကြိုက်တူရင်မွေးပေါ့ဗျာဟုတ်ပြီလားခွန်8နဲ့10ကတော့မွေးကဏ္ဍမှာကြိုက်ရင်မွေးညီလေးကိုတဲ့အပီလေးပြန်ပေးပါဟုတ်ကဲ့ပြန်ပေးလိုက်ပါပြီခွန်8နဲ့10ကတော့ကျွန်တော်ရဲ့မွေးကဏ္ဍမှာချိုင်းနေတဲ့ဆိုရင်တော့လိုက်ပြီးတော့ဖြုတ်ကြည့်လိုက်နော်ခွန်8နဲ့10ကတော့မွေးကဏ္ဍမှာကိုလင်းကပူချောလာတယ်အဲ့ပူချောလို့တိုက်ခိုက်တာဗောနော်ကျွန်တော်ကပူချောလာတယ်ကျေးဇူးပါကျေးဇူးပါအလုပ်ပြန်လုပ်မယ်အလုပ်သေးချာပြန်လုပ်ကြမယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ရဲ့အလုပ်ကိုဂရုစိုက်ပြီးလုပ်ကြမယ်အခုလာမယ့်ဘက်ကစပြီးတော့ကျွန်တော်အလုပ်တွေသေးချာပြန်လုပ်ပြီးမယ်ဟုတ်ပြီလားနော်โอเคကျွန်တော်အဲ့ပြီးကျွန်တော်နေတိုင်းလေးသွားမယ်ဗျနေတိုင်းလေးသွားမယ်နော်နေတိုင်းလေးသွားကြမယ်ဟုတ်ပြီလားဟဲ့နေတိုင်းကလေးကဘာလဲဆိုတော့အကောင့်တွေကအစ်စ်တွေဆိုတော့နည်းနည်းပြန်ထွင်းရမှာဒီအကောင့်တွေကကျွန်တော်အကောင့်တွေကထွင်းတွေ့နေနဲ့လိုက်ပါတခါတည်းထပ်ပန်းတော့ဗျာအကောင့်တွေက view လိုက်ဖို့နည်းနည်းစူးစမ်းရမယ်ကဲဝမ်းချင်းလေးကတော့43ဝမ်းချင်းဖြစ်ပါတယ်ဝမ်းချင်းလေးကတော့43ဝမ်းချင်းဖြစ်ပါတယ်တင်းနာနဲ့7နာရီ10မိနစ်ကိုကျွန်တော်ကြိုင်မဲ့နေတိုင်းကတော့ဝမ်းချင်းကတော့43ဝမ်းချင်းဖြစ်ပါတယ်43အချိန်မှာကဲ4နဲ့ပတ်သက်လာကိုလင်းကဘာလေးတွေကြိုက်လဲဆိုကျွန်တော်က4နဲ့43 4ခွန်4 8 4နဲ့ပတ်သက်လာကျွန်တော်ကိုလင်းကဘာလေးကြိုက်လဲဆိုရင်4နဲ့43 4ခွန်4 8 4နဲ့ပတ်သက်လာကိုလင်းကဘာလေးကြိုက်လဲဆိုရင်4နဲ့43 4ခွန်4 8ဟုတ်ပြီလား4နဲ့ပတ်သက်လာကျွန်တော်ကြိုက်တဲ့ကဏ္ဍက4နဲ့43 4ခွန်4 8ဒါလေးရေးတဲ့ဒါလေးကိုမြင်တော့အဖွားချစ်လိုက်တာဟုတ်ကဲ့ချစ်ပါတယ်အမကြီးကောင်းနေကောင်းကြပါသေးကိုလင်းကိုမြင်မှပဲအားရှိတယ်ဟုတ်ကဲ့ပါကျွန်တော် live ပုံမှန်လွှင့်ပေးမယ်ကိုလင်းကိုမတွေ့တော့ဘာမှမထိုးတာကြိုက်တယ်အဲ့လိုပဲဖြစ်နေရမယ်ဟုတ်ပြီလားကဲနော်ဝမ်းကြီးလေးကတော့43ဝမ်းကြီးဖြစ်ပါတယ်4နဲ့ပတ်သက်လာကိုလင်းကဘာလေးကြိုက်လဲဆိုရင်4နဲ့43 4ခွန်4 8နော်4နဲ့ပတ်သက်လာကျွန်တော်ကြိုက်တဲ့ကဏ္ဍက4နဲ့43 4ခွန်4 8နော်ကဲ3နဲ့ပတ်သက်လာကြတော့3နဲ့36 3ခွန်3 9နော်3နဲ့ပတ်သက်လာကိုလင်းကဘာလေးကြိုက်လဲဆိုရင်3နဲ့36 3ခွန်3 9နော်ဒီညလိုက်ဆိုတော့ဘူးမှသိမရှိကြသေးဘူးလေရှေ့တစ်ဘက်ကလူတွေတော်တော်များများကုံသွားတာများတာဟုတ်ထိတာဆိုတော့နော်ထိကြတယ်ဆိုတော့တိတယ်တလောကလုံးထိတာကျွန်တော်တို့ဒီအပြင်ပန်းလောကတွေမှာဆိုတော့ခါတိုင်နေပတ်တာအမှနော်ကြားတယ်နော်4နဲ့43 4ခွန်4 8 4နဲ့ပတ်သက်တာက3နဲ့ပတ်သက်တာကကြတော့3နဲ့36 3ခွန်3 9ကိုလင်းကိုမျောနေတဲ့သူတွေအားပေးသူတွေများပါတယ်ဟုတ်ကဲ့ပါကျွန်တော်အကောင်းဆုံးပြန်လွှင့်ပေးမယ်ဒီဘက်မှာကျွန်တော်ဒီကောင်းနေလွှင့်မလွှင့်ဟို lucky star လွှင့်ပေးမယ်နော်ဒီကောင်းပြန် lucky star လွှင့်ပေးမယ်ကျွန်တော်ရဲ့စိတ်မာစတာကီပြောမယ်နော်စိတ်မာစတာကီပြောမယ်နော်
စိန်မာစတာကီပြောမယ်စိန်မာစတာကီကတော့မနက်ဖြန်ကျွန်တော်ရဲ့စိန်မာစတာကီကတော့646ကီပါအပီးတွေလည်းတတိထားအောင်နော်64တို့66တို့46တို့အဲ့လိုအပီးတွေကလည်းတနင်္လာနေ့မှာပြီးတတ်တယ်ကျွန်တော်ရဲ့စိန်မာစတာကီရအဲ့လိုအပီးလေးလည်းတတိထားအောင်646ဆိုတဲ့စိန်မာစတာကီကတော့အထီကီပါတခါကျရင်ခွေပြီးတော့လည်းထွက်သွားတတ်တယ်တနင်္လာနေ့တွေပါရလေတတိတော်ထားပေါ့နော်64တို့66တို့46တို့နော်ကဲအဲ့ဒါပြီးကျွန်တော်ရဲ့ main တင်ကွက်ပြောမယ်ကျွန်တော်ရဲ့ main တင်ကွက်ကျွန်တော်ရဲ့ main တင်ကွက်ကတော့4ခွန်ရဲ့4ရှစ်ကဲ3ခွန်ရဲ့ဖြစ်ပါတယ်ဒါခုနအောက်ကွက်ထဲမှာပါပြီးသားနော်4နဲ့ပတ်သက်တဲ့ကဏ္ဍ4နဲ့4 3 4ခွန်4ရှစ်အဲ့မှာလာ main တင်ကွက်က4ခွန်နဲ့4ရှစ်3နဲ့3 6 3ခွန်3 9 3နဲ့ပတ်သက်တာအဲ့မှာ3ခွန်က main တင်ကွက်နော်ကျွန်တော်ရဲ့ main တင်ကွက်ထုတ်ထားတာကိုကျွန်တော်က4ခွန်ရဲ့4ရှစ်ကဲ3ခွန်ရဲ့ဖြစ်ပါတယ် main တင်ကွက်က4ခွန်4ရှစ်3ခွန်နော်4ခွန်ရဲ့4ရှစ်ကဲ3ခွန်ရဲ့ဖြစ်ပါတယ် main တင်ကွက်ကတော့နော်4ခွန်4ရှစ်3ခွန် main တင်ကွက်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတယ်တနေ့နာလေး7နာရီ10မိနစ်ကိုဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲပိုင်ဆိုင်ကြပါစေတနေ့နာလေးနေကုန်မှာကြောက်ကြမယ်ဆိုတော့ဝမ်းချင်းက2ခွန်နော်မနက်ဖြန်တနေ့နာလေးနေကုန်မှာကြောက်ကြမယ်ဆိုတော့ဝမ်းချင်း2ခွန်ဟုတ်ပြီလားဒါတော့မိတ်ဆွေတို့ပေးနေကြပါတော့ဒါတော့ကျန်တဲ့သူရတော့ယူဖြုတ်ပေါ့ဗျာမကြရင်တော့ယူမဖြုတ်နဲ့ပေါ့နော်ဒိန်းနာနေနေကုန်မှာကြောက်ကြမယ်ဆိုတော့ဝမ်းချင်းက2ခွန်ဟုတ်ပြီလားโอเคကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ဒိန်းနာနေ7နာရီ10မိနစ်ကိုအားလုံးပဲပိုင်ဆိုင်ပါစေ